မင်္ဂလာပါမျိုးတို့ရေမင်္ဂလာပါကျွန်တော်ဒီပေါ့နော်ဒီနေ့တောသားအမှုတ်ကျိတ်စက်ယုံပိုင်ရှင်တထေးတယောက်ကပေါ့ဆက်သွယ်လာသူ့ဒီမှာတဲ့စက်ယုံကလည်းအခုအမှုတ်ကျိတ်တဲ့ဆက်ကပေါ့နော်ဂျမ်းဖြစ်တယ်တဲ့ခဏခဏဂျမ်းဖြစ်တယ်ဂျမ်းဖြစ်တဲ့ပြင်ကိုသူကျိတ်တလို့တောသားကလည်းမကြေဘူးတဲ့မကြေတော့ဘလို့ဆက်လုပ်ရမလဲအကိုရေးတဲ့သူကဘလို့လဲဆိုတော့အခုအမှုတ်ကျိတ်ပြီးသားအမှုတ်တွေကပြန်ထွက်လာပြန်ထွက်တော့အဲ့အမှုတ်ကိုထပ်ကျိတ်ပြန်ပြီးအမှုတ်တွေကပြန်ပွားနေတော့လို့ပြောရမယ်စက်ယုံထဲမှာစက်တွေလည်းပြက်စီးသလိုဗျာအဲ့ဒီအမှုတ်ကြောင့်သူ့မှာတန်နေရလဲနေတယ်ကျွန်တော်ဒီနေ့အကူကြီးလေးလာတောင်းတာပေါ့တောင်းတော့ကျွန်တော်လဲကဲဟုတ်ပြီကွာအဲ့ဒါဆိုလို့ရှိရင်ငါမင်းတို့ဒီလိုတော့လုပ်ပေးမယ်အဲ့ဒါကျွန်တော်သူ့ပြောပြလိုက်တာပေါ့ရေတော့ကျွန်တော်တို့သူ့စီမှာကျွန်တော်အခုဒီတင်းမောနဲ့ပေါ့နော်ကျွန်တော်တင်းမောပေါ်မှာအဲ့တင်းမောပေါ်ကနေကျွန်တော်သူ့စီအမှုတ်တွေကိုကျွန်တော်သွားယူမယ်ဘာတွေနဲ့ယူမလဲဆိုလို့ရှိရင်ကျွန်တော်တို့ဒီတိုင်ကြီးပေပါတွေပေါ့နော်တိုင်ကြီးပေပါတွေဒီတန်ပေပါကြီးတွေပေါ့နော်ချီတိုင်ကြီးတွေဒီကောင်တွေဆိုလို့ရှိရင်ကျွန်တော်မှာအခုလက်ရှိ969လုံးရှိတယ်ကျွန်တော်အဲ့ဒါ969လုံးပေါ့နော်တောသားအမှုတ်ချိတ်စက်ယုံပိုင်ရှင်ကိုသွားပြီးဟိုသူ့စီအားပေါ့နော်အမှုတ်တွေကိုသွားတည်မယ်တည်ပြီးတော့လို့ရှိရင်ကျွန်တော်ဒီတိုင်ကြီးပေပါတွေကိုထည့်မယ်ထည့်ပြီးတော့လို့ရှိရင်သူ့ပြောပြမယ်ပေါ့မင်းဒီကအမှုတ်တွေကငါတို့ဒီထဲမှာထည့်လိုက်မယ်ထည့်ပြီးတော့လို့ရှိရင် तू ကဒီကောင်တွေကပြေးစရာနေရာတော့မရှိတော့အဲ့တောသားအမှုတ်တွေကိုဘာလုပ်မလဲဆိုတော့ကျွန်တော်တို့ဒီခင်ဗျားတို့ဒီအနောက်ဘက်မှာမြင်ရလားမသိဘူးအဲ့ဘက်မှာဆိုလို့ရှိရင်ကျွန်တော်တို့ဘာမြူတာ3ကန်ရှိတယ်ဗျာဒါဘာမြူတာ3ကန်ထဲမှာကျွန်တော်တို့တောသားအမှုတ်တွေကိုမျိုးဒီတိုင်ကြီးပေပါနဲ့ပေါ့နော်ကျွန်တော်ရေထဲကိုတစ်ခါလေးပြစ်ချပလိုက်ဘာမြူတာဖြစ်တဲ့အတွက်ကျွန်တော်တို့ဒီကောင်တွေလည်းဆက်ပြီးမျိုးမပွားနိုင်တော့သူ့ရဲ့အမှုတ်တွေကဗျာဘလို့အလုပ်လုပ်လဲဆိုတော့ကျွန်တော်တိတလောက်ဆိုရင်ဒီကောင်တွေဘာမြူဒီကောင်တွေတောသားတွေကိုသူတို့ဆက်ရုံအမှုတ်ကျိတ်တယ်ကျိတ်ပြီးတော့လို့ရှိရင်အမှုတ်ကလေနဲ့တိုက်အပြင်လွှင့်သွားအပြင်လွှင့်သွားလို့ရှိရင်အပြင်ဆောက်တောသားတွေကအဲ့အမှုတ်တွေပြန်ဆင်အကုန်လုံးတောသားတွေမျိုးစိတ်တွေကပိုပွားလာတာပေါ့နော်အဲ့တော့သူဆက်ရုံပိုင်ရှင်ကလည်းရေရှည်ကြတော့သူမခံနိုင်တော့တဲ့အတွက်သူဒီနီးကိုနောက်ဆုံးရွေးချယ်လိုက်ရတာပေါ့နော်ကျွန်တော်လည်းသူ့အကြံဉာဏ်ပေးလိုက်ပါကျွန်တော်ဘာမြူလာထဲမှာပြစ်လိုက်မယ်အဲ့တောသားအမှုတ်တွေအဲ့လိုလုံးဝပဲအဆင်ပြေတယ်မဟုတ်လို့ရှိရင်အဲ့အမှုတ်ကိုရှူမိတဲ့လူကစားတောသားဖြစ်သွားအဲ့မှာမင်းစီသူတို့ယာဝနာတို့ငါလုံးမသားတွေအဲ့ကောင်တွေတချင်းတွေနားထောင်ဒီထဲမှာပဲအေးလို့တွေပတ်ဝန်းကျင်နာကြီးအခုဆိုရင်တော့ DJ ကောင်တွေဂူတို့ဂူကွတ်တို့ဘာကောင်တွေမှမသိဒီလိုကောင်တွေပေါ့နော်အဲ့လိုနဲ့ကျွန်တော်အခုဒီမှာတိုင်ပေပါပေါ့နော်969လုံးကျွန်တော်ယူလာတယ်ကျွန်တော်တို့ဒီတင်းမောကမြန်မာပြည်ကိုကတ်တော့ကတ်ချင်းတယ်ဒါပေမဲ့တင်းမောပေါ်အဲ့အမှုန်တွေပါမှာဆိုလို့ကျွန်တော်တို့နည်းနည်းခက်ဝေးရပဲကတ်မယ်ဗျာကတ်ပြီးသွားလို့ရှိရင်ကျွန်တော်အဲ့အမှုန်တွေကိုတည်မယ်ဒီတိုင်ကြီးတော့တစ်ခါတည်းထည့်မယ်ပေါ့အဲ့ထည့်မဲ့တော့လည်းကျွန်တော်ဝင်းကိုလာပေါ့နော်သူ့စီကလည်းကျွန်တော်ခွင့်ပြုချက်တောင်းပြီးသွားပြီသူကိုယ်တိုင်လည်းခွင့်ပြုတယ်ပေါ့နော်ကြီးပြုတယ်ကျွန်တော်တို့အကောင်းဆုံးတန်ရှင်းရေးသမားတွေကျွန်တော်တို့ငှားမယ်အမှုန်အမွားတွေဘာမှမကြံအောင်ပေါ့နော်အဲ့လိုမျိုးတွေကျွန်တော်တို့လုပ်ဖို့စီစဉ်တော့ဆွဲထားတယ်ဝင်းကိုလာကိုကျွန်တော်မေးတော့သဘောတူတယ်တဲ့ချားတဲ့သူကိုယ်တိုင်လည်းတောသားတွေကိုမုန်းတီးနေတာဖြစ်တဲ့အတွက်ကျွန်တော်တို့ဒီလိုပဲလောက်ကြမယ်ဆရာကြီးကျွန်တော်ဒီလိုရှိတယ်ဗျာသူကတိကျပြောဟေ့မင်းပိုင်တော့ချကွာတဲ့မိုက်တယ်တဲ့မင်းအစီအစဉ်စောင်းအောင်မိုက်တယ်တဲ့ကျွန်တော်ကမဲကြီးတို့ဘာလို့ကလည်းဒီကောင်တွေကလည်းလှုပ်အားပေးပရာဟိတပေါ့နော်ကုညီမဲတဲ့အဲ့အတွက်ကျွန်တော်ဒီမှာအခုဆိုလို့ရှိရင်ရန်ကုန်ငွေပေါ့နော်တီတကူဆရာတော်ဖရာကြီးကရန်ကုန်ငွေအခုဆို969သိန်းပြီးတော့အရှင်စေကိန်းနာပေါ့နော်အရှင်စေကိန်းနာကလည်းဂျားထဲမှာသူနှစ်ညာလေးနဲ့ရှာလာတဲ့ဝင်ငွေပေါ့နော်သူရှာလာတာတဲ့ဒီကျွန်တော်တောသားအမှုတ်တွေပပြောက်ဝင်ပေါ့နော်ဘာမြူလာ3ကန်နဲ့ပြစ်ချဖို့အတွက်ကိုသူကိုယ်တိုင်လည်း3200ကူညီမယ်တဲ့ကူညီမယ်ဆိုတော့ကျွန်တော်ကျေးဇူးတင်သွားတယ်ဗျာအဲ့တော့ကျွန်တော်အခုဒီမှာကျွန်တော်တင်မောနဲ့ကျွန်တော်တို့မြန်မာပြည်ကိုကျွန်တော်တို့လာနေပါပြီအားလုံးစိတ်ချပါစိတ်အေးလက်အေးနေကြပါကျွန်တော်တို့စက်ရုံတောသားအမှုတ်ချိတ်စက်ရုံနာလည်းဖြစ်နိုင်ဖြတ်သွားဖြတ်လာမလုပ်ကြပါနဲ့လို့နော်ကျွန်တော်ပြောရင်ကျွန်တော်ဒီနေရာမှာခဏ break မယ်နော်ကျေးဇူးအများကြီးတင်ပါတယ်